စင်မပြေမှုတွေကြားတယ်မမနေရင်လို့ဒီစင်မပြေမှုတွေကြားတယ်တတ်ထပ်စမရှိရင်လို့ဒီစင်မပြေမှုတွေကြားတယ်ငါကောင်းတွေတွေ့ဝင်လို့ဒီစင်မပြေမှုတွေကြားတယ်မပန်းလိုက်ပြောင်းနေလို့မိသားစုတွေသုံးဝင်ဆောက်ချုံမပြေခဲ့သည်ကောင်းတွေတွေ့ဝင်ခဲ့ပြီအနာဂတ်တွေလေးတဲ့ထီမျောလွှင့်ကချွေခဲ့ပြီခုဆိုငါမှဖြေလည်းမရှိတဲ့ဘဝမှာနေခဲ့ရင်ခုတော့စိတ်တွေကလေးခဲ့ပြီဓာတ်မရှိလို့နှိမ်မောင်းနဲ့ကြည့်တဲ့ပတ်ဝန်းကျင်မျက်နာတွေအချိန်ကြာအိုက်မျက်နာတွေစောင့်ခံပြီးပြန်ပြမယ်တတ်တာတွေကံတရားကမျက်နှာသာမပေးစိုးတွေပဲတက်လာပါစေကျွန်တော်ပြန်ပြီးစူးစမ်းပြမယ်စူဆဲတာတွေတော့ရက်ပါအမေအမြဲတမ်းမူယူတောက်စားနဲ့အပျော်ပါးတွေကျွန်တော်မှတ်နေတယ်မိုက်ခရိုဖုန်းလက်မှာထည့်ပြီး homie တွေနဲ့လက်တွေဝဲကိုတက်နေတဲ့အရာများနဲ့ရှေ့ကိုဆက်နေတဲ့အထီးကျန်ရင်အဖော်ပြပလိုက်တဲ့အမေ secret တွေရက်တွေနဲ့တိတ်ကိုပဲမှားနေတယ်ဘွားကအစိတ်လိုပဲခါနေတယ်အတိတ်ကိုပဲသွားမနေနဲ့လို့အကိုတယောက်ကပြောပြတော့တိတ်ကိုပဲအားနေငယ်အဖေမရှိတော့တဲ့ဘွားအရိတ်လိုမဲ့ဘွားတွေတဲငါဖြတ်တန်းနေခဲ့ရချိန်ငိုတဲ့ညတွေမနဲ့ရင်နာစရာပြေပဲမေကျွန်တော်လုံးဝခုထိစင်မပြေဘူးနာကြီးချက်ပြေပဲမေကျွန်တော်လုံးဝခုထိစင်မပြေဘူးစိတ်ညစ်စရာပြေပဲမေကျွန်တော်လုံးဝခုထိစင်မပြေဘူးခံစားချက်ပြေပဲမေကျွန်တော်လုံးဝခုထိစင်မပြေဘူးဒီစင်မပြေမှုတွေကြားတယ်မမနေရင်လို့ဒီစင်မပြေမှုတွေကြားတယ်တတ်ထပ်စမရှိရင်လို့ဒီစင်မပြေမှုတွေကြားတယ်ငါကောင်းတွေတွေ့ဝင်လို့ဒီစင်မပြေမှုတွေကြားတယ်မပန်းနိုင်ပြောင်းနေလို့စင်မပြေမှုတွေကြားထဲမှာကြာလာရင်ငါနေသားကြသွားမလားနာဂတ်တွေဝေဝါးတာခဏပါအိမ်မက်တွေထွေပြားလာတဲ့စချိန်တွေက10မိနစ်ကို60စက္ကန့်နှုန်းနဲ့ရွေးရှားလာတဲ့ဘဝမှာပျော်ရွှင်မှုဆိုတာမသိခင်လေးတော့ကျွန်တော်တို့အားလုံးတစ်ခေါက်လောက်တော့တွေ့သွားမှာပဲမလားမွေးဖွားလာတော့ငိုပြီးမွေးတယ်ပြီးရင်သုံးသပ်မှာငိုချင်းနဲ့ဘဝဖြစ်တယ်လို့နေပြီးတချင်းနဲ့ဆိုရင်းနဲ့မပြေလည်မှုတွေကြောင့်ခံစားချက်ကပိုပြင်းနေဘာသူပေါ်ညှို့တိတ်ထားအာကတိုင်းနဲ့ပဲတက်တွေပါကြီးရင်အိုမင်းကမင်းသိရင်မင်းပေးမှာမင်းကိုချစ်တဲ့သူတွေငိုနေမှာပြောချင်တယ်လို့ရင်ပဲ yeah ဒီလိုနဲ့တက်ရွယ်ရလာလူတိုင်းပေါ်ငါမြင့်တထားကြီးကလူသားအားလုံးတန်းတူမျက်နှာမလိုက်ဘူးကျွန်တော်ဘက်ကတော့ရှစ်တာတအားကြီးပဲထင်းတလောက်လဲဖြစ်မလားသူတို့တွက်ချက်အဲ့အချစ်တွေကပဲနှစ်တာမရှိခဲ့သူတို့ပေါ်တခုခုလေးဟာသွားပြီဆိုမင်းတို့တတ်မှတ်ကြတဲ့အချစ်ဟာခါတည်းဒီပဲဒါငါဘွားရဲ့စင်မပြေမှုတွေကချိုးတော့ပဲရက်တီဖို့ခတ်နေတဲ့လူငယ်တွေပေါ်ခမောက်နာကြီးချက်တွေထိုးမထက်နဲ့ခမောက်ထိုးနေတဲ့စကလုံးနဲ့ကိုပတ်ဝန်းကျင်ကလူတွေမြဲလိုက်တာဟုတ်အပဲအဲ့ဒီချိုးတဲ့တော့တိတ်နေကိုခံစားချက်ပြပြောင်းလဲပြပြန်လာခဲ့အမေမိုးစနဲ့ yeah ဘယ်မှာလဲလူခွင့်ရပဲမှာလဲလူသားဆန်မှုရိုင်းပြောရင်ကုန်မလူသားအလုံးတယောက်တလေဘယ်သူမှမမှန်ဘူးမိုးရွာကန်လေးလေးစီးလက်တလို့မိုးမရွာခင်ဆိုရင်လည်းဘလူများပြန်ကူငါတို့အတွက်ပျော်ရွှင်မှုမောက်လက်တူခိုင်ခိုင်တွဲပြီးတော့အတူတကွပြန်ယူမယ်ဒီစင်မပြေမှုတွေကြားတယ်မမနေရင်လို့ဒီစင်မပြေမှုတွေကြားတယ်တတ်ထပ်စမရှိရင်လို့ဒီစင်မပြေမှုတွေကြားတယ်ငါကောင်းတွေတွေ့ဝင်လို့ဒီစင်မပြေမှုတွေကြားတယ်မပန်းလိုက်ပြောင်းနေလို့ဒီစင်မပြေမှုတွေကြားတယ်မမနေရင်လို့ဒီစင်မပြေမှုတွေကြားတယ်တတ်ထပ်စမရှိရင်လို့ဒီစင်မပြေမှုတွေကြားတယ်ငါကောင်းတွေတွေ့ဝင်လို့ဒီစင်မပြေမှုတွေကြားတယ်မပန်းလိုက်ပြောင်းနေလို့